Feeling နဲ့ဆိုတာခေတ်ဆက်ဆက်ရဲ့ဒဏ္ဍာရီတိုင်းမှာတွေ့ရတတ်တဲ့မော်ဆန်တဲ့တတ္တဝါတစ်မျိုးဖြစ်ပါတယ်။ Feeling ကိုပါရှန်၊အီဂျစ်၊ဂရိ၊ရောမနဲ့ဂျူးလူမျိုးတွေရဲ့ဒဏ္ဍာရီတွေမှာအတွေ့အများတက်ပြီးတော့ကြီးမားတဲ့ခန္ဓာကိုယ်အနေနဲ့ဝါရောဆက်ထားတဲ့လှပတဲ့အမွှေးတောင်တွေရှိတဲ့ငှက်ကြီးတစ်မျိုးဖြစ်ပါတယ်။ဒါအပြင်တချို့ဒဏ္ဍာရီတွေမှာဆိုရင်ဒီလိုလုံးမီးတောက်လောင်နေတဲ့ဒေါင်းတော်ရဲ့ပုံစံနဲ့လည်းတွေ့ရတတ်ပြီးတော့ဒဏ္ဍာရီလာတတ္တဝါတစ်ကောင်ဖြစ်တာမို့လို့ထူးခြားဆန်းကျယ်တဲ့အစွမ်းတွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။တချို့ဒဏ္ဍာရီတွေမှာ Feeling ကိုလင်းရုပ်တစ်ကောင်ရဲ့အရွယ်စားလောက်ပဲရှိရဲလို့ဖော်ပြထားပေမဲ့တချို့ဒဏ္ဍာရီတွေမှာတော့အရွယ်စားကြီးမားလို့တဲ့အတွက်အရွယ်ရောက်ပြီးသားဆင်တွေကိုတော့ကိုက်ရှိသွားနိုင်တဲ့အထိကြီးမားတယ်လို့ဖော်ပြထားပါတယ်။ Feeling ရဲ့မျက်ရည်ဟာအနာရောဂါမှန်သမျှကိုကုသနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင်ခန္ဓာကိုယ်မှာတောင်းလောင်နေတဲ့မီးတောက်ကလည်းအလွန်တောက်ပလုံးတာမို့လို့နေကင်းမဲ့ကောင်းကင်ဘုံမှာပြန်တဲ့အခါနေနဲ့ဆင်းထွက်နေတယ်လို့ထင်မဲ့ရတော့တဲ့အထိဖြစ်တယ်လို့ရေးသားဖော်ပြထားကြပါတယ်။ Feeling ကမတည်ဆုံးနိုင်တဲ့တတ္တဝါဖြစ်ပြီးတော့ရှေးဟောင်းဂရိပညာရှင်ဟေးစီးရဲ့ဖော်ပြချက်အရတော့နှစ်ပေါင်း900လောက်ထိရှင်သန်နိုင်တယ်လို့သိရပါတယ်။ Feeling ဟာတည်ဆုံးတဲ့နေအချိန်ဒီမှာတစ်ရွက်တစ်ခေါက်တစ်ဆေးတွေနဲ့အတိုက်ပြုလုပ်ပြီးတော့အဲ့ဒီအတိုက်ထဲမှာပဲကိုယ့်ကိုယ်ကိုပြကြတဲ့အထိမီးရှို့ဖျက်ဆီးတတ်ကြပါတယ်။ကျွင်းကျင်ရေးခဲ့တဲ့ပြာတွေကနေ Feeling တကောင်ပြန်လည်မွေးဖွားလာတတ်ပြီးတော့ကြံခဲ့တဲ့ပြာတွေကလည်းလူသေးတွေကိုတော့အသက်ပြန်ရှင်သန်လာစေနိုင်တဲ့အထိအစွမ်းထက်လာပါတယ်။ရောမခေအေဂရစ်အလာဂက်ဖလာဟာဆိုရင်မသိမျိုးဘဝကိုရရှိဖို့အတွက်သူ့ရဲ့မူးမက်တွေကို Feeling ကိုရှာခိုင်းပြီးချက်ပြုတ်စားတောက်ခဲ့ပါတယ်။ဒါပေမဲ့လည်း Feeling ကိုရှာမတွေ့လို့မူးမက်တွေဟာအကောင်တကောင်ကို Feeling လို့ပြောပြီးဘယင်းကိုဂျင်းထည့်ကျွေးခဲ့တယ်လို့သိရပါတယ်